ဒီတစ်ခါအာယုဘဝဇရာစိတ်12ပါးအကြောင်းကိုဆွေးနွေးကြရအောင်အာယုဘဝဇရာစိတ်12ပါးအကြောင်းကိုဆွေးနွေးမယ်ဆိုတော့ကတိုင်းအကြောင်းလည်းမပြောလို့မရအောင်အာယုဘဝဇရာ12ပါးဆိုတဲ့အာယုဘဇန်တွေကိုပွားများအားထုတ်မယ်ဆိုရင်ကတိုင်းပွားများအားထုတ်ရတယ်။ကတိုင်းကဘယ်နှပါးရှိလဲဆိုတော့ကတိုင်း10ပါးရှိတယ်။ကတိုင်း10ပါးကပထဝီကတိုင်းပထဝီကတိုင်းအာဘောကတိုင်းတေဇောကတိုင်းဝါယောကတိုင်းနီလကတိုင်းပိတကတိုင်းလောဟိတကတိုင်းလောဟိတကတိုင်းဩဒါတကတိုင်းဩဒါတဆိုတော့အဖြူရကတိုင်းပေါ့ဩဒါတကတိုင်းအာလောကကတိုင်းအာလောကဆိုတော့အလင်းရောင်အာလောကကတိုင်းမိကတိုင်းရေကတိုင်းမိကတိုင်းလေကတိုင်းနီလဆိုတာအညိုရောင်ကတိုင်းတော့အရောင်နေကာလာတွေပိတဆိုတာအဝါရောင်လောဟိတဆိုတာအနီရောင်ကတိုင်းဝန်းဩဒါတဆိုတာအဖြူရောင်ကတိုင်းဝန်းအာလောကဆိုတာကအလင်းရောင်ကတိုင်းဒီကတိုင်း9ပါးတစ်ပါးကိုပွားများအားထုတ်ရတယ်အာဂတကတိုင်းကိုကျင့်ထားတယ်ပြီးတော့အာဂတကတိုင်းကိုကျင့်ပြီးတော့ကတိုင်း9ပါးတစ်ပါးကိုပွားများအားထုတ်ရတယ်အဲ့လိုပွားများအားထုတ်တဲ့နေရာမှာဥပမာပထဝီကတိုင်းဆိုတော့ပထဝီကတိုင်းကိုပွားများအားထုတ်မယ်ဆိုရင်မြေကြီးကတိုင်းပထဝီကတိုင်းကိုပွားများအားထုတ်မယ်ဆိုရင်ပိတ်ကားသို့မဟုတ်ပြင်ပြားပေါ့ပိတ်ကားသို့မဟုတ်ပြင်ပြားနောက်ပေလောင်းရှိတဲ့ပိတ်ကားသို့မဟုတ်ပြင်ပြားမှာသူနေရာတစ်ခုခုပေါ့အဲ့ဒီမှာတထွာနဲ့လက်လေးတစ်တထွာဆိုတာ9လက်မလက်လေးတစ်က3လက်မဆိုတော့တပေအချင်းရှိတဲ့ရွှွမြေတစ်ခုကိုယူရပြီးတော့ကတ်ရတယ်တပေအချင်းရှိတဲ့ရွှွမြေတစ်ခုကိုကတိုင်းဝန်းတိဆောက်တယ်ခေါ်တာပေါ့ကတိုင်းနမိတ်တိဆောက်တယ်ကတိုင်းနမိတ်ဖန်တီးတယ်ဒါလူဖန်တီးထားတဲ့ကတိုင်းနမိတ်ကတိုင်းဝန်းကတိုင်းအာယောဟုတ်လားအဲ့ဒီကတိုင်းနမိတ်ကိုသူကဖန်တီးရတယ်အဲ့လိုဖန်တီးရင်းနဲ့သူဘာလုပ်လဲဆိုတော့အဲ့လိုလုပ်ရင်းနဲ့သူကအဲ့ဒီကတိုင်းဝန်းကိုမြေဆိုရပြီးတော့မျက်စိကလည်းကြည်ရတယ်စိတ်ကလည်းဒီဟာကိုမှတ်ရတယ်ပေါ့ဒီမြေကြီးကိုသို့မဟုတ်လည်းပထဝီဆိုရပြီးမျက်စိကလည်းကြည်ရတယ်စိတ်ကလည်းမှတ်ရတယ်အဲ့လိုမှတ်ရင်းနဲ့ဒီကတိုင်းဝန်းကိုဒီလူလောက်ထားတဲ့ကတိုင်းကဘာလဲဆိုတော့ပရိကမ္မနမိတ်ခေါ်တယ်ပရိကမ္မနမိတ်အဲ့ဒီပရိကမ္မနမိတ်ကိုဖန်ပွားများအထောက်ရတယ်မျက်စိကလည်းကြည့်ရတယ်စိတ်ကလည်းမှတ်ရတယ်နောက်စိတ်ကလည်းဒီကတိုင်းကိုမှတ်ရတယ်နောက်စိတ်တရားနဲ့ပြီးအာတိဝနတတိပေါ့အာတိဝနတတိနဲ့ဖန်ပွားများအထောက်ရတယ်သတ္တမာရီနဲ့ဖန်ပွားများအထောက်ရင်းနဲ့အဲ့ဒီပရိကမ္မနမိတ်ဆိုတဲ့ဒီကတိုင်းဝန်းကြီးတစ်ခုလုံးကိုသွားသူ့စိတ်ထဲမှာဒီကတိုင်းအာယုံကိုအလွတ်ရလာတယ်အဲ့ဒီအလွတ်ရလာတဲ့ကတိုင်းနမိတ်ကိုဩဃဟနမိတ်ခေါ်တယ်အဲ့ဒီဩဃဟနမိတ်ကိုရလာတဲ့အခါမှာကိုယ်စိတ်ထဲမှာအလွတ်ရလာတဲ့အခါမှာဒီကတိုင်းဝန်းကြီးလောက်ထားတဲ့မြေကတိုင်းဝန်းကြီးမလိုတော့ဘူးတနေရာမှာသူစိတ်ညစ်တဲ့နေရာကိုတွားရပြီးတော့
လားဒီဩဃနမိတ်ကိုအဖန်ဖန်ပွားများအားထုတ်ရတယ်အလို့အဖန်ဖန်ပွားများအားထုတ်ရင်းနဲ့လားဒီကတိုင်းအာယုံကိုဩဃနမိတ်အာယုံကိုဖန်ဖန်ပွားများအားထုတ်ရင်းနဲ့သူ့စိတ်ထဲမှာကြည်လင်တန်ရှင်းတဲ့အဲ့ဒီကတိုင်းနမိတ်ကြည်လင်တန်ရှင်းတောက်ပြောင်တဲ့ကတိုင်းနမိတ်အာယုံထင်လာတယ်အဲ့ကြည်လင်တန်ရှင်းတဲ့ကတိုင်းနမိတ်အာယုံထင်လာတာကိုပฏิဘာဂနမိတ်ခေါ်တယ်အဲ့ပฏิဘာဂနမိတ်အရေးကြီးတယ်နမိတ်ပြောင်းသွားတာနော်ဒီမှာအာယုံနေပြောင်းသွားတယ်အဲ့ဒီပฏิဘာဂနမိတ်ကိုဖန်ဖန်ပွားများအထုတ်ဖန်ဖန်ပွားများအထုတ်ရင်းနဲ့ तू ကအဲ့လိုပฏิဘာဂနမိတ်ကိုဖန်ဖန်ပွားများအထုတ်ရင်းနဲ့ तू ကဘာဖြစ်လာလဲဆိုတော့အဲ့ဒီပရိကမ္မနမိတ်ကိုပฏิဘာဂနမိတ်ကိုဖန်ဖန်ပွားများအထုတ်တဲ့အခါမှာ သူကတမာတိနဲ့ဝိတဝိဇာရပိရိဒုက္ခဧကရာအစရှိတဲ့တမာတိတွေနဲ့ဖန်ဖန်ပွားများအထုတ်တယ်အဲ့လိုပွားများအထုတ်တာကိုပရိကမ္မဘာဝနာလို့ခေါ်တယ်ဒါတော့ဇာမရရည်ဇီးပေးဇီးဘူးဇာမရသေးဘူးပရိကမ္မဘာဝနာလို့ခေါ်တယ်အဲ့ဒီပရိကမ္မဘာဝနာနဲ့ဖန်ဖန်ပွားများအထုတ်တယ်ဒီပရိကမ္မဘာဝနာရဲ့နမိတ်ကဘာလဲဆိုပฏิဘာဂနမိတ်ဒါကိုအာယုံပြုရပြီးတော့ပฏิဘာဂနမိတ်ကိုဩဃနမိတ်ကို तू ကဩဃနမိတ်ကိုဖန်ဖန်ပွားများအထုတ်တယ်ဩဃနမိတ်ကိုဖန်ဖန်ပွားများအထုတ်တယ်ဩဃနမိတ်ကိုပရိကမ္မဘာဝနာနဲ့ဖန်ဖန်ပွားများအထုတ်တယ်အဲ့လိုပွားများအထုတ်ရင်းနဲ့ဩဃနမိတ်ကိုဖန်ဖန်ပွားများအထုတ်တယ်အဲ့ဒီဩဃနမိတ်ကိုဖန်ဖန်ပွားများအထုတ်ရင်းနဲ့ तू ဘာဖြစ်လာတယ်လဲဆိုတော့အဲ့ဩဃနမိတ်ပေါ်မှာဒီဝိတဝိစာရပိတိဒုက္ခဧကိကရအစရှိတဲ့ဇာယံငါတွေလည်းထင်ရှားလာတယ်နောက်နိဝရဏတရားတွေကိုပယ်ခွာနိုင်လာတယ်တမာတိလည်းပုံမူပြီးတော့ထက်မြက်လာတယ်အဲ့လိုတမာတိတွေပုံမူပြီးတော့ထက်မြက်လာတဲ့အခါမှာသူ့ရဲ့ဒီတမာတိဘာဝနာတွေလည်းပုံမူပြီးတော့ထက်မြက်လာတယ်ဒီဩဃနမိတ်ကလည်းပုံမူပြီးတော့ထင်ရှားလာတယ်လို့ထင်ရှားလာတဲ့အခါမှာအဲ့ဒီထင်ရှားလာတဲ့ပြီးတော့ဇာယံငါတွေထင်ရှားလာတယ်နောက်နိဝရဏတရားတွေကိုပယ်ခွာနိုင်လာတဲ့ဣန္ဒြေတွေရင့်ကျက်လာတဲ့အခါမှာသူကဥပ္ပစာဘာဝနာခေါ်တယ်ဥပ္ပစာတမာရိရလာတယ်ဥပ္ပစာဘာဝနာဆိုတာကဘာလဲဆိုတော့ဥပ္ပစာဘာဝနာဆိုတာကဥပ္ပစာဆိုတာကအဝန်းဥပ္ပစာဆိုတာကဒီရှေနာကတ်လာတာပေါ့အပနာဇံရဲ့ရှေနာကိုကတ်လာအဝန်းအဝိုင်းနာရောက်လာတယ်နေနမိတ်နာရောက်လာဇံရဲ့နေနမိတ်နာရောက်လာတယ်ဘယ်ဇံရဲ့နေနမိတ်နာရောက်လာလဲဆိုယူပဇံရဲ့နေနမိတ်နာရောက်လာတယ်ယူပဇံရဲ့နေနမိတ်နာကိုရောက်လာဥပ္ပစာဆိုတာနေနမိတ်ကိုပြောတာအိမ်ဥပ္ပစာကြောင့်ဥပ္ပစာအစရှိတဲ့အိမ်တော်မွန်ရစေဥပ္ပစာဆိုတဲ့သူ့ရဲ့ရှေ့နာရောက်လာတယ်ပေါ့အနီးနာရောက်လာတဲ့ဟာကိုဥပ္ပစာဘာဝနာလို့ခေါ်တယ်အဲ့ဥပ္ပစာဘာဝနာကဒီဩဃနမိတ်ကိုပဲဖန်ဖန်ပွားများအားထုတ်တာပဲသူရထားတဲ့ဩဃနမိတ်ကိုပဲဖန်ဖန်ပွားများအားထုတ်တဲ့အခါမှာသူယူပဇံရဲ့အနီးနာဣန္ဒြေတွေရှင်းကျက်လာတယ်ဝိတဝိစာရအစရှိတဲ့ဇာယံငါတွေထင်ရှားလာတယ်ထက်မြက်လာတယ်နိဝရဏတရားတွေကိုပယ်ခွာနိုင်လာတဲ့အခါမှာဒီယူပဇံရဲ့အနီးနာဖြစ်တဲ့ဥပ္ပစာဘာဝနာဥပ္ပစာတမာရိရလာတယ်ဒီဥပ္ပစာဘာဝနာကိုပဲဆက်လက်ပြီးတော့ဩဃနမိတ်ကိုပြန်ပြီးတော့ပွားများအားထုတ်တဲ့အခါမှာသူကကြတော့ဘယ်ကိုတက်သွားလဲဆိုတော့ပฏิဘာဂနမိတ်ရလာတယ်ဒီမှာပฏิဘာဂနမိတ်ရလာတယ်အဲပฏิဘာဂနမိတ်ကိုဖန်ဖန်ပွားများအားထုတ်တယ်ပฏิဘာဂနမိတ်ကိုဖန်ဖန်ပွားများအားထုတ်တယ်ပฏิဘာဂနမိတ်ကိုဖန်ဖန်ပွားများအားထုတ်ရင်းနဲ့သူကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေမှာကျတော့အဲ့ဒီမှာယူပဇံရလာယူပပထမဇံရတယ်ဒီကတန်းဝန်းကိုအာယုမပြုတော့သူကတန်းဝန်းကနေကျေစုပြုတဲ့ဩဃနမိတ်အဲ့ဩဃနမိတ်ကနေကျေစုပြုတဲ့သူသမာဓိတွေအားကောင်းလာတဲ့အခါမှာပရိဘာဂနမိတ်ရလာတယ်အင်မတန်ကြည်လင်တန်ရှင်းတောက်ပြောင်တဲ့ပရိဘာဂနမိတ်ရလာတယ်အဲ့ပရိဘာဂနမိတ်ကိုဖန်ဖန်ပွားများအားထုတ်တာကိုအပနာတမာတိခေါ်တယ်အပနာတမာတိ
အပ္ပနာတမာတိခေါ်တယ်အပ္ပနာဘာဝနာပေါ့အပ္ပနာဘာဝနာအပ္ပနာဇံစိုက်လာတယ်ဟုတ်လားအပ္ပနာတမာတိအပ္ပနာဘာဝနာစိုက်လာသူကပရိပါကနမိတ်ကိုပဲဖန်ဖန်ပွားများအားထုတ်တဲ့အခါမှာဉာဏ်ထက်တဲ့လူတွေမှာဒီအပ္ပနာယူပဇံရလာတယ်အဲအပ္ပနာယူပဇံရမရသေးတဲ့ဉာဏ်နှုံတဲ့ပုဂ္ဂိုလ်တွေမှာကြတော့ဟောဒီပရိပါကနမိတ်လေးပျောက်မသွားအောင်လို့ဟောဒီပရိပါကနမိတ်လေးပျောက်မသွားအောင်လို့ဒီဥပ္ပစ္ဆဘာဝနာနဲ့ဖန်ဖန်ပွားများအားထုတ်တဲ့ပြီးတော့အထူးထင်းထင်းဆောင်ရှောက်ထားရတယ်အထူးထင်းထင်းဆောင်ရှောက်ထားတယ်ဘယ်လိုမျိုးဥပမာပြလဲဆိုတော့စကြဝဠာမင်းကြီးလောင်းကိုကိုယ်ဝန်ဆောင်ထားတဲ့ဟလာမေတော်ကြီးဟာဒီကိုယ်ဝန်ကိုအထူးဆောင်ရှောက်တဲ့ကဲ့သို့ဟောဒီပฏิဘာဂနမိတ်ကိုပျောက်ပြတ်မသွားအောင်လို့ဒီဥပ္ပစ္ဆဘာဝနာနဲ့အဖန်ဖန်ပွားများအားထုတ်တယ်ပြီးတော့ထင်းထင်းဆောင်ရှောက်ထားရတယ်အဲ့ဒီလိုမဆောင်ရှောက်နိုင်ဘူးဆိုရင်သူကဒီပရိကမ္မဘာဝနာတွေပြန်ရောက်သွားမယ်ဇန်ဟိုဒီရထားတဲ့တမာတိအားပေါ့ဇန်တော့မရသေးဘူးဒီတမာတိအားတွေကိုသူကရော့ကျသွားတယ်ပြီးတော့နံပါတ်1ကပြန်စားရမယ်ပေါ့အဲ့လိုမျိုးဖြစ်အောင်လို့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေမှာကျတော့အပ္ပနာဘာဝနာကနေပြီးတော့ပရိဘာဂနမိတ်ကိုပွားများအထုတ်ရင်အပ္ပနာဇံရလာတယ်အဲ့ဒါကိုယူပပထမဇံခေါ်တယ်ယူပပထမဇံပထမဆုံးရတဲ့ဇံယူပပထမဇံကနေပြီးတော့ဝိတ္တဝိဇာရပိဋိဒုက္ခဧကရဏယူပပထမဇံအဲ့ဒီကနေပြီးတော့ဝိတ္တရဲ့အပြစ်တွေကိုဝိတ္တကနေအာယုံတင်ပေးနေရတော့အလုတ်ဟုတ်ကအစပြန်စားနေရတယ်လို့ဖြစ်နေတဲ့အခါမှာသူအာယုံယူတဲ့အခါမှာနှောင့်နှေးကြံ့ကြတယ်ဆိုတဲ့ပြဝိတ္တရဲ့အပြစ်ကိုမြင်လာတာပေါ့လို့ဝိတ္တရဲ့အပြစ်ကိုမြင်လာဝိတ္တရဲ့အပြစ်ကိုရှုရပြီးတော့ဒုတိယဇန်ရအောင်အာထုတ်တယ်ဒုတိယဇန်ရအောင်အာထုတ်တဲ့နေရာမှာလည်းဒီပရိပါကနမိတ်ကိုပဲပြန်ပြီးတော့ဖန်ဖန်ပွားများအာထုတ်ရတယ်ပရိပါကနမိတ်ကိုဖန်ဖန်ပွားများအာထုတ်တဲ့အခါမှာသူကကြောင့်ဝိတ္တရဲ့အပြစ်ကိုမြင်တဲ့အတွက်ဝိတ္တမပါတော့ဝိစာရပိဋိဒုက္ခဧကရနဲ့ယူပဒုတိယဇန်အောက်ဆက်လက်ပြီးတော့ပွားများအာထုတ်တယ်ပေါ့အဲ့လိုဒုတိယဇန်မတက်ခင်မှာတစ်ချက်ဘုသူတ္တပြောမယ်ဒီပထမဇန်ရပြီးချင်းဒုတိယဇန်ကိုစက်တက်လို့မရသေးဘူး။အားကြောင့်မရသေးရလေဒီပထမဇန်လေးခိုင်ခန့်အောင်လို့သူအားထုတ်ရသေးတယ်။ပထမဇန်ခိုင်ခန့်အောင်လို့သူအားထုတ်ရသေးတယ်။ပထမဇန်မခိုင်မင်းနဲ့ဒုတိယဇန်တက်မယ်ဆိုရင်ဒီပထမဇန်မှာပျောက်သွားဒုတိယဇန်လည်းမရအောင်။ဟိုဖို့မရဓမ္မဆုံးလို့တော့ပုံစံမျိုးပေါ့အဖို့မှာပြောမယ်ဆိုရင်တော့ဟဲ့လားဒုတိယပထမဇန်ခိုင်ခန့်အောင်လို့ပထမဇန်ကိုခိုင်ခန့်အောင်လို့ထက်ထက်ဝင်စားရတယ်ပထမဇန်ဝင်စားဖို့ဆိုရင်ဒီဇန်တွေမှာလည်းကျွန်တော်တို့ဇာနာဝီထိဆိုတာရှိတယ်ဟလားမနောဒွါရဝဇံပြီးတော့ပရိကံဥပ္ပစာအနုလုံကုသရဘူးဆိုတဲ့ဇန်တက်သွားတာပေါ့ဇန်တက်သွားတယ်ဆိုတော့သူကတော့ကုသရဘူးဆိုတာကတော့ဟိုမဂ္ဂဝီထိမှာတော့ပုထုဇဉ်အမယ်ကိုဖြတ်တယ်ပြီးအရိယနဲ့တလန်နဲ့စိတ်လို့သူကဉာဏ်လို့ဆိုတယ်ပေါ့ဟလားကုသရဘူးစိတ်ကုသရဘူးဉာဏ်လို့ဆိုတယ်ဒီနေရာမှာကုသရဘူးဆိုတာကတော့ဒီဇံမရတဲ့ရိုးရိုးတိဟိပုဂ္ဂိုလ်ကနေပြီးတော့ဟလာဇံရတဲ့ပုဂ္ဂိုလ်ဖြစ်အောင်လို့ဟလာဒီမဟာကုတ်ပုဂ္ဂိုလ်ဖြစ်အောင်လို့ဟိုဒီမဟာကုတ်ပုဂ္ဂိုလ်ဇံမရတဲ့တိဟိပုဂ္ဂိုလ်ကနေပြီးတော့ရိုးရိုးပုထုဇဉ်တိဟိပုဂ္ဂိုလ်ကနေပြီးတော့ဇံရတဲ့ပုဂ္ဂိုလ်မဟာကုတ်ပုဂ္ဂိုလ်ဖြစ်အောင်လို့ပို့ပေးတဲ့ဟလာဒီစိတ်အခြေအနေတစ်ခုကိုဟိုကုသရဘူးလို့ခေါ်တာပေါ့သူ့ကိုလည်းကုသရဘူးခေါ်တာပဲသောတာပန်အစာရှိတဲ့အရိယာတွေဖြစ်ခံနေမှာဝိပဿနာမဂ္ဂနဲ့ပွားများအထုတ်လို့ပုထုဇဉ်အနွယ်ကိုဖြတ်တယ်ပြီးတော့အရိယာအနွယ်ပုထုသောတာပန်ကိုတက်လန်းတဲ့စိတ်တကူလည်းကုသဘူးစိတ်လို့ခေါ်တယ်ထားလိုက်အဲ့ဒီဟာတွေကိုကမ္မထံပိုင်းနောက်ဆုံးပိုင်းမှာကျွန်တော်ဆက်ပြီးပြောမယ်အဲ့တော့ဒီပထမဇန်ကိုခိုင်ခန့်အောင်ပွားများအထုတ်ပါပထမဇန်ခိုင်ခန့်အောင်လို့ဟိုသူကဇန်ကိုဆင်ကျင်ရတယ်ဟဲ့လားဇန်ရဲ့နမိတ်တွေဆင်ကျင်ရတယ်ပေါ့ဟလားအဲ့ဝိတ္တဝိစာရပိဋိဒုက္ခအစရှိတဲ့ဧကဂရအစားရှိတဲ့ဇန်အင်္ဂါတွေကိုသူဆင်ခြင်အဲ့လိုခန့်ပြီဆိုမှဒုတိယဇန်ကိုသူတက်တယ်ဒုတိယဇန်ရပြီထားဒီနေရာမှာဒုတိယဇန်ရတယ်တတိယဇန်ရတယ်ဆက်လက်ပွားများအထုတ်တာအဲ့ဒီဟာကတော့ပရိပါကနမိတ်ကိုပဲဆက်လက်အထုတ်တာဒီမှာဇန်အင်္ဂါဒီနဲ့ဇန်အင်္ဂါတွေအချင်းရအားဖြင့်ကွဲပြားတယ်ယူပဇန်မှာကြတော့ဇန်အင်္ဂါတွေအချင်းရအားဖြင့်ကွဲပြားတယ်နောက်သရုဒ္ဓဇန်နောက်ဆုံးပစ္စမဇန်ရတယ်ပစ္စမဇန်မှာဥပ္ပခဧကဂရနဲ့သွားတယ်ပေါ့အဲ့ဥပ္ပခဧကဂရနဲ့သွားလို့ပစ္စမဇန်
ရပြီဆိုရင်အဲ့ပစ္စမဇန်ကို तू ကဆက်လက်ပြီးတော့ပွားများအားထုတ်တဲ့အခါမှာဟုတ်လားအဲ့ဒီပရိဘာဂနမိတ်ဆိုတဲ့ သူရထားတဲ့နမိတ်ကိုပဲဒီဇန်အင်္ဂါနှစ်ပါးနဲ့ပွားများအားထုတ်တဲ့အခါမှာပရိဘာဂနမိတ်ကိုပဲအာရုံယူတာပရိဘာဂနမိတ်ကိုပဲဟုတ်လားပစ္စမဇန်နဲ့ပွားများအားထုတ်တယ်ပေါ့ဟုတ်လားပစ္စမဇန်နဲ့ပွားများအားထုတ်တယ်ပစ္စမဇန်ယူပဇန်နဲ့ဟုတ်လားယူပဇန်နဲ့ပွားများအားထုတ်ရင်သူဘာဖြစ်သွားလဲဆိုတော့ဒီကတိုင်းဒီပထဝီဆိုတဲ့နေရာကြီးမှာကွက်လက်ကြီးဖြစ်သွားတယ်ပထဝီနမိတ်ပြောက်တဲ့ပြီးတော့ကွက်လက်ကြီးဖြစ်သွားတယ်အဲ့ကွက်လက်ကြီးဟာအာဂတပဲအဲ့ဒီကွက်လက်ကြီးဟာအာဂတပဲပထဝီနမိတ်ပြောက်တဲ့ပြီးတော့ပထဝီနမိတ်ပြောက်သွားတယ်ပြီးတော့အဆုံးမရှိတဲ့အာဂတနမိတ်ပြောက်တဲ့ကွက်လက်ကြီးဖြစ်သွားတယ်အဲ့ကွက်လက်ကြီးဖြစ်သွားတာဟာအာဂတနမိတ်ရလာတာပဲအဲ့အာဂတနမိတ်ရလာတာဟာအာဂတဉာဏ်စာယရဏဇံကောင်းကင်ပညာကိုအာရုံပြုရပြီးတော့အဖန်ဖန်ပွားတာအဲ့ဖန်ဖန်ပွားတဲ့ကောင်းကင်ပညာကြီးကိုအာရုံပြုရပြီးတော့အဖန်ဖန်ပွားများအထုတဲ့ဇံကိုအဲ့အာယုဘဝဇရာစိတ်ရဲ့ပထမဆုံးဖြစ်တဲ့တဏ္ဏဘတ်အာဂတဉာဏ်စာယရဏဇံလို့ခေါ်တယ်အာဂတဉာဏ်စာယတနာဇံယတနာစိတ်ပေါ့အာဂတဉာဏ်စာယတနာစိတ်အာဂတဉာဏ်စာယတနာကုတုဇံအာဂတဉာဏ်စာယတနာကုတုစိတ်တူတူပဲဟဲ့လားအဲ့အာဂတ तू ကဘယ်ကိုအာရုံပြုလဲဆိုအဆုံးမရှိတဲ့ကောင်းကင်ပညာအဆုံးမရှိတဲ့ကောင်းကင်ပညာဆိုတော့စာလို့တော့အနန္တကာတခေါ်တာအနန္တကာတနန္ဒကာတအဆုံးမရှိတဲ့ကောင်းကင်ပညာကိုအာရုံပြုရပြီးတော့ဒီအာဂအနန္ဒကာတဆိုတဲ့အဆုံးမရှိတဲ့ကောင်းကင်ပညာကပရမတ်မဟုတ်ဘူးပညာဟုတ်လားအဲ့ဒီပညာကိုအာရုံပြုရပြီးတော့ဒီအာဂတဉာဏ်စာယရဏဇံစိတ်နဲ့အဖန်ဖန်ပွားများအားထုတ်တယ်အဲ့လိုအဖန်ဖန်ပွားများအားထုတ်ရင်အာဂတဉာဏ်စာယရဏဇံအာယုပပထမဇံရလာတယ်အဲ့ဒီကနေပြီးတော့ तू အထက်ကိုတက်ချင်နေဆိုရင်ဘာလုပ်ရတယ်လဲဆိုတော့ဟောဒီအာဂတဉာဏ်စာယရဏဇံကိုဇံစိတ်ကိုဟောဒီစိတ်ကိုအဲ့အာဂတဉာဏ်စာအနန္တကာတဆိုတဲ့အာယုံပေါ့အာယုံနမိတ်အာယုံကိုအာဂတဉာဏ်စာယရဏဆိုတဲ့အာယုံနမိတ်အာယုံပြောင်းသွားတာအာယုန်နမိတ်ကိုဖန်ဖန်ပွားများအထုထအာဂတဉာဏ်စာယရဏဇံစိတ်ဒုတိယဇံတက်မယ်ဆိုရင်ဟာဒီအာဂတဉာဏ်စာယရဏစိတ်ကိုပဲပြန်ပြီးတော့ဖန်ဖန်ပွားများအထုတာအဲ့ဒီစိတ်ကိုအရှုခံထားတယ်ပြီးတော့အဲ့ဒီစိတ်ကိုအရှုခံထားတယ်ပြီးတော့ဟလားအနန္တဝိညာဏအနန္တဝိညာဏဆိုရပြီးတော့သူကအာထုတာအဲ့လိုအာထုတဲ့နေရာမှာခုနကတော့ကအနန္တကာတဆိုတာဓာကြီးပြောက်ဒီအာယုံပြောက်သွားဟုတ်လားပထမဇန်ကအဂါတကောင်းကင်ပညာကိုအာယုံပြုတယ်ဟုတ်လားဒုတိယဇန်တက်မယ်ဆိုတော့အဲ့ဒီကောင်းကင်ပညာကိုအာယုံပြုတဲ့ဒီပထမဇန်စိတ်ကိုပြန်ပြီးတော့အာယုံပြုရပြီးတော့ဖန်ဖန်ပွားများအားထုတ်တာအဲ့ဒါကိုတော့စားလို့ပထမရူပဝိညာဉ်လို့ခေါ်တယ်ပေါ့ပထမရူပဝိညာဉ်ဆိုတာပထမဇန်စိတ်ပဲဟုတ်လားအဲ့တော့အဲ့ဒီအာဂတဉာဏ်စာယရဏဇံစိတ်ဟုတ်လားအာဂတဉာဏ်စာယရဏဇံစိတ်ဟုတ်လားအတူကအာဂတဉာဏ်စာယရဏဇံစိတ်ပထမရူပဝိညာဉ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 ်ကိုထက်ခါအဖန်ဖန်ပွားများအားထုတ်လို့အောင်သွားတဲ့အခါမှာအောင်မြင်သွားတဲ့အခါမှာနှစ်နံပါတ်ဖြစ်တဲ့ဝိညာဉ်ဉာဏ်စာယရဏဇာစိတ်ဖြစ်လာတယ်ဝိညာဉ်ဉာဏ်စာယတနာဇာစိတ်
ဝိညာဉ်စာယရဏကုသိုလ်စိတ်ဝိညာဉ်စာယရဏဇန်စိတ်ဒါကပထမဇန်ဒါဒုတိယဇန်ပေါ့ဝိညာဉ်စာယရဏအာယုဘဒုတိယဇန်ဖြစ်လာအဲ့အာယုဘဒုတိယဇန်ကဘယ်ကိုအာယုပြုလဲခုနကတော့ပြောခဲ့တဲ့သူကအဂါဒနိစာယရဏဇန်စိတ်ဟိုပထမရူပဝိညာဉ်ကိုဒီစိတ်ကလေးကိုပဲပြန်ပြီးအာယုပြုတာသူကပထမဇန်စိတ်ကိုပဲပြန်ပြီးအာယုပြုလို့ဖန်ပွားများအားထုတ်လို့အောင်သွားတဲ့အခါမှာဝိညာဉ်နဲ့စာရဏဇန်စိတ်ရတယ်မအောင်ရင်မရဘူးမအောင်ရင်သူကဒီအာယုဘဇန်အာယုဘအဂါဒနိစာယရဏပထမဇန်နဲ့ပဲသူကသွားတယ်ဒီနမိတ်ပြောင်းရမယ်သူလွန်မြောက်မဲ့အာယုနမိတ်ကဟာလာအာဂါတကောင်းငင်ပညာဆိုတဲ့နမိတ်အာယုကိုလွန်မြောက်ရမယ်လွန်မြောက်ပြီးတော့ဒီစိတ်ကိုအာယုပြီးရမယ်သူကကက်ကလေးတွေဆိုတော့ဟလာစိတ်ကအမတန်ထက်မြက်လာမှဒီစိတ်ကိုအာယုပြုနိုင်တာဒီစိတ်ကိုအာယုပြုနိုင်တယ်ဒီစိတ်ကိုအာယုပြုတဲ့အခါမှာဒီနမိတ်သူအာယုတစ်ခုတည်းရှိရအောင်အာယုကဟလာဒီဧကရမဏဧကဝတ္ထုကဧကနိရောဓဆိုတဲ့အတိုင်းဒီစိတ်ကအာယုတစ်ခုတည်းကိုပဲဧကစိတ်တသမယုတအာယုပြုနိုင်တယ်ပရမဇန်စိတ်တုံကတော့ဒီအာယုကိုအဂါတဉ္စာယရဏဆိုတဲ့စိတ်ကိုဟလာကောင်းကင်ပညာကိုအာယုပြုတယ်ဒုတိယဇန်ကျတော့ဒီသူ့ကိုအာယုပြုတဲ့ပထမဇန်စိတ်ကိုအာယုပြုတယ်အဲ့ဒါကိုပထမရူပဝိညာဉ်လို့ခေါ်တယ်ပေါ့ပထမရူပဝိညာဉ်ကိုအာယုပြုရင်းနဲ့သူအောင်မြင်မှတော့အောင်သွားတဲ့အခါမှာဝိညာဉ်နဲ့ဆိုယရဏဇန်စိတ်ဖြစ်တယ်ဒုတိယဇန်ရလာတာပေါ့ဒါပထမဇန်ဒါဒုတိယဇန်ဒါပထမဇန်အာယုဘပထမဇန်အာယုဘပထမဇန်စိတ်လေးရဒါကိုအာယုပြုတယ်အဲ့တော့ဟုတ်ပြီ तू ကဒီထက်ပိုတဲ့ပြ तू ကရုပ်ကိုယွံမုံကြီးကိုလည်းဆိုတော့ခုနကတော့ပြောခဲ့တဲ့ယူပပစ္စမဇန်နဲ့နီးနေသေးတယ်ဟလာအင်ဂျင်ကက်ရဲ့အနိနာချင်းဖြစ်နေသေးတယ် तू နဲ့ဝင်းနေတယ်ဝေးအောင်လို့ तू သွားမယ်ဆိုတတိယဇန်ကိုပွားများအားထုတ်ခြင်းတယ်တတိယဇန်ကိုပွားများအားထုတ်ခြင်းတယ်ဆိုရင် तू ကဘာကိုဘယ်ဟာကိုအာရုံပြုတယ်ပြီးတော့ပွားများအားထုတ်ရလဲဆိုတော့ဒီပထမဇန်စိတ်ကလေးမရှိတော့ဒုတိယဇန်ရလာတဲ့အခါမှာဒီပထမဇန်စိတ်ကလေးမရှိတော့အဲ့ပထမဇန်စိတ်ကလေးမရှိတာကိုအာရုံပြုရတာဟလားပထမရူပဝိညာဉ်မရှိခြင်းကိုထားပါတော့စာလုံးပထမဇန်စိတ်ရမရှိခြင်းပထမဇန်စိတ်ဤမရှိတဲ့သဘောမရှိခြင်းကိုအာရုံပြုတယ်အဲ့ပထမဇန်စိတ်လေးမရှိတာကိုအာရုံပြုတယ်အာရုံပြုတယ်ပြီးအဖန်ပွားများအားထုတ်တယ်တက္ကအဖန်ပွားများအားထုတ်တယ်ဇန်တမာတိဆိုတဲ့အတိုင်းဆက်ဆူအထူးမြဲမြံရှူအားတန်နဲ့ပွားများအားထုတ်တဲ့အခါမှာလာတတယဇန်ရလာတယ်တတယအာယုပါဇန်ရလာတယ်ဟလားပရမဇန်စိတ်ကိုအာရုံပြုတာမဟုတ်ဘူးနော်ပရမဇန်စိတ်ရဲ့မရှိခြင်းကိုအာရုံပြုတာအဲ့ဒါကိုစာလို့နတ္ထိဘောပညာခေါ်တယ်နတ္ထိဆိုတာမရှိတာနတ္ထိဘောပညာခေါ်တယ်နတ္ထိဘောပညာဒါလေကိုပညာတည်ကြီးပဲဇန်ပညာကိုပဲအာရုံပြုတာလောကိဇန်နေမှသမျှဟလားနတ္ထိဘောပညာခေါ်တယ်နတ္ထိဆိုတာမရှိတာဘောဆိုတာဘာဝအဖြစ်မရှိတာဘာမရှိတာပရမဇန်စိတ်လေးရဲ့မရှိခြင်းပရမဇန်စိတ်လေးရဲ့မရှိခြင်းကိုနတ္ထိဘောပညာစာလို့ခေါ်တာပေါ့အဲ့မရှိတာကိုအာရုံပြုတာဘာမရှိတာပရမဇန်စိတ်လေးရဲ့မရှိခြင်းကိုအာရုံပြုတာပရမဇန်ကိုအာရုံပြုတာမဟုတ်နော်ပရမဇန်စိတ်ရဲ့မရှိခြင်းကိုအာရုံပြုတဲ့အခါမှာအဲ့ဒါကိုနတ္ထိဘောပညာလို့ခေါ်တယ်အဲ့ဒီနတ္ထိဘောပညာကိုရှုရင်းနဲ့အောင်မြင်သွားတဲ့အခါမှာအာကိဉ္စညာယရဏအာကိဉ္စညာယတနာစိတ်အာကိဉ္စညာယရဏကုသိုလ်စိတ်ပေါ့ဒါကုသိုလ်စိတ်တွေအကြောင်းတင်တာဆိုတော့အာကိဉ္စညာယရဏကုသိုလ်စိတ်အဲ့အာကိဉ္စညာယရဏကုသိုလ်စိတ်ကသူကလွတ်မြောက်ရမယ့်အာယုံကပထမဇန်စိတ်ကိုလွတ်မြောက်ရမယ်ပထမဇန်စိတ်ရဲ့မရှိခြင်းကိုအာယုံပြုတယ်ဒါသူအာယုံပြုရမယ့်ဟလားသူယူရမယ့်အာယုံရဲ့လွတ်မြောက်ရမယ့်အာယုံရဲ့ဆိုရပြီးတော့နှစ်မျိုးရှိတယ်အဲ့တော့အာကာသနိဇာယရဏစိတ်ဆိုတဲ့အယူပပထမဇန်ဒီဘာကိုအာယုံပြုလဲဆိုတော့အနန္တာကာသဆိုတဲ့ကောင်းကင်ပညာကိုအာယုံပြုရဲ့သူလွန်မြောက်ရမယ့်အာယုံကဘာလဲဆိုတော့ကတိုင်းနမိတ်
ကတိုင်းနမိတ်ခုနသူယူပါဇာနေယူကြတယ်ဟောကတိုင်းနမိတ်ကိုဒီအာယုနမိတ်ကိုလွန်မြောက်ရမယ်အဲ့ဒါလွန်မြောက်နိုင်မှဒီဇိုင်းရတယ်လွန်မြောက်နိုင်ပစ္စမဇံပြန်ကြတာပဲအဲ့တော့ဒုတိယဇံကိုတက်မယ်ဆိုရင်ဟလာဒုတိယဇံတက်မယ်ဆိုရင်ဒီပထမဇံစိတ်ဖြစ်တဲ့အာဂတနိယဇာယရဏဇံစိတ်ကိုဖန်ရှုရပြီးတော့လာဇာတမာရီနဲ့ဖန်ပွားများအားထုတ်ရလို့အောင်မြင်သွားတဲ့အခါမှာဝိညာဉ်နဲ့ဇာယရဏဇံစိတ်ရတယ်ဟလာသူလွန်မြောက်ရမယ့်အာယုံကဘာလဲဆိုတော့အာဂတနိယဇာယရဏကောင်းကင်ပညာကနေလွန်မြောက်ရမယ်အဲ့တော့ကောင်းကင်ပညာကနေလွန်မြောက်ရမယ်ပထမစိတ်တုံးကကတိုင်းနမိတ်ကနေလွန်မြောက်ရမယ်ဟလာကတိုင်းနမိတ်ကနေလွန်မြောက်ရမယ်အာဂတကောင်းကင်ပညာကိုအာရုံပြုတယ်ဒုတိယစိတ်ကြတော့ဟလာဒီအာဂတကောင်းကင်ပညာကိုလွန်မြောက်ရမယ်သူရခဲ့တဲ့အာဂတနဲ့ဇာယရဏဇာစိတ်ကိုပထမရူပဝိညာဉ်ကိုအာရုံပြုရမယ်နောက်တတိယဇံအာယူပဇံမှာကြတော့ပထမဇံစိတ်ရမရှိခြင်းကိုအာရုံပြုရတယ်ငါတိပေါ်မြင့်ဟလာသူလွန်မြောက်ရမယ့်အာရုံကပထမဇံစိတ်ကိုလွန်မြောက်ရမယ်ပထမဇံစိတ်မရှိခြင်းကိုအာရုံပြုရမယ်နောက်အဲ့ဒီကနေပြီးတော့သူဆက်တက်မယ်ဆိုရင်ဒီသရုဒ္ဓဇံရခြင်းနဲ့ဆိုရင်ဒီအာဂတနဲ့အာဂိစညာယရဏစိတ်ကလေးကိုအာယုံပြုရပြီးတော့ဖန်ထက်အာယုံပြုရပြီးတော့ဘွားများအားထုတ်ရတယ်ဟုတ်လားဖန်အထက်ဘွားများအားထုတ်ရတယ်အဲ့တော့ဒီအာဂိစညာယရဏဇံစိတ်ကိုတတိယရူပဝိညာဉ်လို့ခေါ်တယ်တတိယရူပဝိညာဉ်ဆိုတာကတတိယဇံစိတ်ကိုပြောတာပဲဒီတတိယဇံစိတ်ကိုဖန်ပွားများအားထုတ်လို့အောင်မြင်သွားတဲ့အခါမှာဝိညာဉ်ဉ္စာနေဝတညာနာတညာယရဏနေဝတညာနာတညာယတနာစိတ်နေဝတညာယတနာစိတ်ကဘယ်ကိုအာရုံပြုလဲတတိယဇံစိတ်ကိုအာရုံပြုတယ်အဲသူလွန်မြောက်ရမယ့်အာရုံကပရမဇံစိတ်ရမရှိခြင်းကိုလွန်မြောက်ရမယ်ပေါ့နေဝတညာနာတညာဆိုတာကနေဝတညာဆိုတာကဒီနေရာမှာတညာဆိုတာကနာခန္ဓာ၄ပါးကိုဆိုလိုတာဟလားအတိကျတညာစေတသိက်ကိုဆိုလိုတာမဟုတ်ဘူးဟလားနာခန္ဓာ၄ပါးဆိုလိုတာကဝိညာဉ်နဲ့ခန္ဓာအစရှိတဲ့တင်ညာခန္ဓာအစရှိတဲ့နာခန္ဓာ၄ပါးဆိုလိုတာနေဝတညာကြမ်းတမ်းတဲ့တိတာထင်ရှားတဲ့ဟလားဒီနန္ဓမတွေမရှိဘဲနဲ့ကြမ်းတမ်းတဲ့နာခန္ဓာတွေမရှိဘဲနဲ့နာတညာဆိုတာတိမ်မွေးတဲ့လူညံ့တိမ်မွေးတဲ့အင်မတန်တိမ်မွေးတဲ့နာခန္ဓာတွေမရှိတည်လည်းမဟုတ်ဆိုတာရှိရပေါ့တိမ်မွေးတဲ့နာခန္ဓာတွေရှိနေတယ်တိမ်မွေးတဲ့နာခန္ဓာစိတ်တွေတိမ်မွေးတဲ့စိတ်တွေရှိနေတယ်ကြမ်းတမ်းတဲ့စိတ်တွေမရှိဘူးတိမ်မွေးတဲ့စိတ်တွေနဲ့ပဲဟလာသူရှိနေတဲ့နေဝတညာယရဏစိတ်ကိုဟလာအာယူပသရုဒ္ဓဇံလို့ခေါ်တယ်သူကတတိယရူပဝိညာဉ်ဆိုတဲ့တတိယဇံကိုအာယုံပြုတယ်ပေါ့အဲ့ဒီဟာကိုဒါအာယူပဝဆရာစိတ်12ပါးမှာဒါကိုအာယူပဝဆရာကုသိုလ်စိတ်4ပါးလို့ခေါ်တယ်ပေါ့နံပါတ်1ကအာဂတနိဇာယရဏကုသိုလ်စိတ်နံပါတ်2ကဝိညာဉ်နိဇာယရဏကုသိုလ်စိတ်ဟလာနံပါတ်3ကအာဂိစညာယရဏကုသိုလ်စိတ်နံပါတ်4ကနေဝတညာယရဏကုသိုလ်စိတ်ဒီစိတ်တွေနဲ့ဖန်ပွားများအားထုတ်လို့မပြတ်ပဲနဲ့တည်သွားမယ်ဆိုရင်သူဟာဒီအာယူပဗြဟ္မဘုံကိုရောက်မယ်ယန္နာတွေမှာဒီအာယူပဇံနေရှိနေတယ်ဆိုရင်ယန္နာတွေမှာရှိတဲ့ဇံကိုကရိယာဇံလို့ခေါ်တယ်ပေါ့ဟုတ်လားအဲ့တော့ဒီအာဂိစညာယရဏဇံဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ဘုရားအလောင်းတိတ္တမင်းသားတောထွက်လာတဲ့အခါမှာအာလာယယသိကြီးရှိကိုညီးယူခဲ့ပြီးတော့ပွားများအထုတဲ့အခါမှာဒီအာဂိစညာယရဏဇံစိတ်ရတယ်တတိယအာယူပစိတ်ပေါ့တတိယအာယူပစိတ်ကိုရတဲ့အခါမှာအာလာယယသိကြီးကိုတိတ္တမင်းသားမေးရပေါ့မေးတော့ဒါပဲလားနောက်ထပ်သွားစရာနောက်ထပ်အထက်တက်စရာရှိသေးလားငါတော့ဒါပဲရတယ်
ငါသိရလဲမင်းသိရလဲငါသိရငါသိရလဲမင်းသိတာပဲပေါ့အဲ့တော့မင်းဘယ်မှမသွားနဲ့ဒီမှာပဲဒီယသိတွေကိုမင်းနဲ့ငါနဲ့တူတူအုပ်ချုပ်တယ်ပြီးတော့ဒီမှာပဲနေပါလို့ပြောတာအမြတ်စွာဘုရားကမလိုချင်ဘူးသူလိုချင်တာဓာတ်တွေမို့ဓာတ်တွေဟာတကယ်ဒုက္ခချုပ်ငြိမ်းတရားမဟုတ်ဘူးဆိုတော့ဓာတ်တွေကိုစွန့်ခွာတယ်ပြီးတော့တိရမင်းသားနောက်ထပ်ဘယ်ကိုသွားလဲဆိုဥဒကရာမဗုဒ္ဓရှိသွားတယ်ဥဒကရာမဗုဒ္ဓစီကနေယူတယ်ပြီးတော့အထုတဲ့ခါမှာဒီနေဝတညာနာတညာယရနာဇာစေဆိုတာအယူပဇံအယူပသရုဒ္ဓဇံရတယ်အယူပသရုဒ္ဓဇံကအဲ့ဒီဥဒကရာမဗုဒ္ဓဆိုတဲ့ယတိရတယ်သူကဒီဇံရလို့သူ့ကိုပေးလိုက်တာမဟုတ်ဘူး तू မရဘူး तू ကဘယ်ရဒီနီးရဘယ်ရလဲသူ့ရဲ့အဖေရာမဆိုတဲ့ယတိကြီးရှိနေရတာသူကဒီစနစ်တိုင်အားထုတ်တဲ့သူမရဘူးမရပြီမဲ့တိရထမင်းသားလေးကိုဒီလိုအားထုတ်ရတယ်ဆိုသူပြောတဲ့အခါမှာတိရထမင်းသားဘုရားအလောင်းကဟလာဘုရားမဖြစ်သေးဘူးပေါ့ဗျာထားမတိရထမင်းသားပဲထားလိုက်တော့တောထွက်လာတဲ့အခါမှာသူပေးတဲ့နီးတိုင်အားထုတ်တဲ့အခါမှာဒီအယူပသရုဒ္ဓဇံဖြစ်တဲ့နေဝတညာကြီးနာတညာရဏဇံဝင်သူရတယ်ရတော့ဆရာဒါပဲလားအေးအဲ့ဒီဇံမင်းသာရတာငါတော့မရသေးငါမင်းကိုနီးပဲပေးတာအဲ့ဒီဇာဘယ်သူရလဲဆိုငါရဲ့အဖေရာမရတယ်ရာမသိတဲ့ဟာမင်းသိတာနဲ့တူတူပဲမင်းသိတာရာမသိတာနဲ့တူတူပဲပြီးတော့ तू ကမရဘူးအဲ့ဥရကရာမဗုဒ္ဓဆိုတဲ့ယသိရဟလား तू အဖေယာမပဲရတာယာမရှိကနေယူတဲ့ပြီးရတိရမင်းသားကိုဒီစနစ်ကိုပြီးတဲ့အခါမှာတိရမင်းသားဒီအယူပသရုဒ္ဓဇံဖြစ်တဲ့နေဝတညာနာတညာရဏဇံစိတ်ကိုရတယ်ရပြီမဲ့ဒါတွေဟာတကယ်ဒုက္ခထုတ်မြောက်ကြောင်မဟုတ်ဘူးဆိုတာဟလားဘုရားလည်းငါသိတဲ့အခါမှာဒါတွေကိုပယ်ခွာရပြီးတော့ဟလားဒုက္ခရစရိယာကျင့်နေပေါ့ဗျာကျင့်တာတော့ဒါကတော့ဝကျွေးဆဲရတာပေါ့6နှစ်လုံးလမ်းမကြီးလိုက်နေတာပေါ့နောက်ဆုံးကြမှာဒီဘာလို့လာပြီးနေမှာအဲဆိုကစုံလာပြီးနေမှာဘုရားဖြစ်တယ်ပေါ့အဲ့လိုဘုရားဖြစ်ပြီးတဲ့အခါမှာတတ္တဌာန49ရဲ့တတ္တဟာ49ရဲ့လွန်မြောက်တဲ့အခါမှာဒီသူတည်တဲ့သစ္စာလေးပါးတရားတွေကိုဘယ်သူဟောရမလဲလို့ဟလားသူစဉ်းစားတဲ့အခါမှာသူ့ရဲ့ဆေးရနှစ်ပါးဖြစ်တဲ့အာလာရနဲ့ဥရကကိုသွားတတိရတယ်ဟုတ်လားအာလာရနဲ့ဥရကကိုသွားပြီးတတိရတဲ့အခါမှာအာလာရရဲ့သိုံကဒီသစ္စာလေးပါးတရားတွေဟောမှာပဲဒါသူတို့သိထားတဲ့အာယူပဇံတွေဟာတကယ်ကိုဝိဇ္ဇာပစ္စယသင်္ခါရအစရှိရဲ့အာနိဇာဝိသင်္ခါရဒါဒုက္ခဖြစ်ကြောင်းတရားတွေပဲဒီဇာတွေကကဘာ900အသက်ရှိတယ်ဒီဇာစီတွေကကဘာ900အသက်ရှိမဟာကကဘာ900အသက်ရှိတယ်အဲဒါအဲ့အာလာရယတိကိုသွားတယ်ပြီးတော့ချွတ်မယ်ဆိုတော့အာလာရယတိကပြီးခဲ့တဲ့9ရက်ကတည်သွားပြီအာလာရယတိကတော့ရှုံးပြီပေါ့ဟလားပြီးခဲ့တဲ့9ရက်ကဒီသာသူ့ရဲ့တပညုတဉာဏ်ကြီးနဲ့တည်တယ်နတ်တရားလည်းလာပြောတယ်အာလာရယတိရတည်သွားတော့ဥရကယတိကိုသွားနေပြီးတော့ဟလားဒီသစ္စာတရားတွေဟောမှာပဲသူဥရကယတိကမင်းညပဲတည်သွားပြီမင်းညပဲတည်သွားပြီမင်းညပဲတည်သွားတော့သူလည်းသစ္စာတရားကဟလားမဟောကြားနိုင်တော့ဟလားအဲ့တော့ဒီဗြဟ္မဘုံတွေကိုသွားပြီးတော့ဟောမယ်ဆိုရင်ဟောလို့မရဘူးအယူပဘုံဆိုတာကနာနာရှိတယ်နာနာရှိတယ်ယုံမရှိဘူးယုံမရှိတဲ့အတွက်ဒီတရားနာဖို့လို့ရသောတပတ္တာယုံမရှိဘူးဟုတ်လားသောတပတ္တာယုံမရှိဘူးပရတောခောတောဆိုတဲ့အတိုင်းမြတ်စွာဘုရားရှင်ရှီရနေပြီးတော့တပါးသူရဲ့သစ္စာတရားနာယူပါနာကြည့်ရုံမပါဘူးသူကရုပ်ကိုယမောညင်းငွေလို့တဲ့အယူပဇံတွေကိုဘာမှအထုတ်ထားတာကိုအယူပဇံနဲ့ပဲနံခန္ဓာလေးပါးနဲ့ပဲဒီဝတ္တညာနာတညာဆိုတဲ့ကျမ်းနဲ့ဟုတ်လားစိတ်အခြေအနေမရှိဘူးနှုညံ့သိမ်မွေးတဲ့စိတ်အခြေအနေကတော့မရှိတည်လည်းမဟုတ်ရှိနေတယ်ဒါကိုပြောတာအဲ့တော့ဒါတွေဟာတကယ်ကိုသစ္စာနဲ့ကြည့်မယ်ဆိုရင်ဘာတွေလဲဆိုတော့အဝိဇ္ဇပစ္စယသင်္ခါရဆိုတဲ့ဒါတွေကဘယ်ထဲမှာပါလဲဆိုတော့အာနိဇာဝိသင်္ခါရအထဲမှာပါတယ်အာနိဇာဝိသင်္ခါရအဘိသင်္ခါရဖန်ပွားများလွန်ကဲအားထုတ်တာလေပထမဇန်ရလည်းမတင်းနေဘူးဒုတိယဇန်ရလည်းမတင်းနေနိုင်ဘူးရုပ်နဲ့ဝေးအောင်လို့ဟလားရုပ်ခန္ဓာကြီးနဲ့ဝေးအောင်လို့အာနိဇာဝိဒီအယူပဇန်တွေကိုဖန်ပွားများအားထုတ်တာဘုရားတရားဟောလို့မရတဲ့အရာမျိုးသူရောက်လာတာအဲ့တော့ဒီယူပဇန်တွေကတော့ယူပ16ဘုံရှိတယ်ဟလားယူပ16ဘုံမှာအတ္တညတဘုံကနေပြီးတော့အောက်က15ဘုံကတော့ယုံနဲ့အစုံရှိတယ်ဟလားယုံနဲ့အစုံရှိတယ်ယူပ
ယူကောနံကိုအဆုံးရှိတဲ့ဘုံတွေပေါ့ဒါပေမဲ့သူ့ကိုယူပဘုံလို့ပဲခေါ်တယ်ယူကောနံကိုအဆုံးရှိတဲ့ဘုံအဲ့ဘုံတွေကတရားဟောတရားနာလို့ရတယ်ဟလားအဲ့ဘုံတွေကတော့တရားနာလို့လည်းရတယ်တရားအထုတ်လို့လည်းရတယ်ပေါ့ဟုတ်လားအဲ့တော့ဒီဟာတွေကဝိဇ္ဇာပစ္စယသင်္ခါရဒီမှာကြည့်လေဒီဇာတွေကိုဖန်ဖန်ပွားများအထုတ်နေတာဝိဇ္ဇာရဲ့လက်အောက်မှာသူအထုတ်နေကြတယ်ဝိဇ္ဇာလက်အောက်မှာအထုတ်ဒီဇာစိတ်တွေဟာသင်္ခါရတရားတွေပဲလို့မသိဘူးဒီဇာစိတ်တွေကဖြစ်ပြီးပြက်နေတဲ့တရားတွေပဲလို့သူမသိဘူးဖြစ်ပြီးပြက်နေတဲ့တရားတွေလို့သိရင်လည်းဒီစိတ်တွေဒီဇာစိတ်တွေရောက်မလာဘူးဒီဇာစိတ်တွေဆိုတာအတေငါမှဇာရှိရဲ့ဇာနဲ့ငါနဲ့တူတူပဲဒီဇာတွေကိုပဲဒီနမိတ်ကလေးပျောက်မသွားအောင်လို့ပျောက်မသွားအောင်လို့ပညာကိုအာယုံယူနေရတာပညာကိုအာယုံယူပညာနမိတ်ဆိုတာကဥပ္ပတ္တိပင်အဖြစ်အထင်ရှားရှိတဲ့အာယုံနဲ့မဟုတ်ဘူးဥပ္ပတ္တိပင်အဖြစ်ထင်ရှားရှိတဲ့ကစိတ်စိတ်တိတ်ရုပ်တွေဟလာနိဗ္ဗာန်ကတော့ဟလာဒီအတ္တကတပရမတ်ကိုအတ္တကတပရမတ်ဆိုနိဗ္ဗာန်ကိုလည်းသူတို့အာယုံမပြုနိုင်ဘူးဒီဇာနေနဲ့စိတ်စိတ်တိတ်ရုပ်ဆိုတဲ့ပရမတ္တတရားရဲ့လည်းအာယုံမပြုနိုင်သူတို့အာယုံပြုတာပညာကိုပဲပညာကတနမိတ်ပညာဇာနမိတ်တွေကိုအာယုံပြုတယ်ပရမဇာကိုဒုတိယဇာရခြင်းအာယုံပြုတယ်ဟလာတတိယဇာရခြင်းနဲ့ဆိုရင်ယင်းဒီပထမဇာစိတ်လေးရမရှိခြင်းနဲ့ထိကိုပညာကိုအာယုံပြုတယ်ပေါ့ဒုရဇာရခြင်းနဲ့ဆိုရင်ဒီတတိယဇာစိတ်ကိုပဲဖန်ဖန်ပွားများအထုလို့အောင်သွားတဲ့အခါမှာဒီနိဝတ္တညာရဲ့နာတညာယရဏဇာရဒါကြောင့်မို့လို့ဒီအာယုဘဝဇရဇာစိတ်12ပါးမှာအာဂတနိဇာယရဏကုသိုလ်စိတ်ဝိညာဉ်နိဇာယရဏကုသိုလ်စိတ်အာဂိစညာယရဏတတိယကုသိုလ်စိတ်နိဝတ္တညာနာတညာယရဏသရဒကုသိုလ်စိတ်အဲ့ဒီစိတ်တွေဟာဒီဇန်စိတ်တွေနဲ့ဒီဘဝမှာပွားများအထုလို့ဖြစ်နေတဲ့စိတ်တွေဟာကုသိုလ်စိတ်အဲ့ကုသိုလ်စိတ်တွေနဲ့မပြောင်းမပြတ်ပဲနဲ့ဒီဇန်တွေကနေမလျောကြပဲနဲ့လာတည်သွားတဲ့ဆိုရင်ယူပအယူပဘုံရောက်တယ်ပေါ့အယူပဘုံရောက်တယ်အယူပဘုံရောက်တဲ့စိတ်အခြေအနေကိုကြတော့ဒါဝိပဿစိတ်ခေါ်တယ်ပေါ့အယူပဝဆရာဝိပဿစိတ်၄ပါးယန္နာတွေမှာဖြစ်တဲ့စိတ်တွေကြတော့ကရိယာစိတ်၄ပါးပေါ့အဲ့တော့ဒီဥစ္စာတွေကတမင်တကာပွားများအားထုတ်လို့ရလာတဲ့ဇန်တွေတမင်တကာပွားများအားထုတ်လို့ရလာတဲ့ဇန်တွေကိုစာလို့ဘယ်လိုခေါ်တယ်လဲဆိုတော့ဟုတ်လားတမင်တကာပွားများအားထုတ်လို့ရလာတဲ့ဇန်တွေကိုတမင်တကာပွားများအားထုတ်လို့ရလာတဲ့ဇန်တွေကိုတမထယာနိကဟုတ်လားတမထနုယောဂပဋိလတ္တဇံလို့ခေါ်တယ်သမထနုယောဂပฏิလတ္တဇံအခုလိုမျိုးကတနမိတ်တွေယူတဲ့ဖန်ဖန်ပွားများအထုတ်တယ်ဟုတ်လားအဲ့လိုတမင်တကာအပွားများအထုတ်လို့ရလာတဲ့ဇံတွေကိုသမထယာနိကလတ္တဇံသမထနုယောဂပฏิလတ္တဇံ sorry သမထနုယောဂပฏิလတ္တဇံသမထနုယောဂပฏิလတ္တဇံလို့ခေါ်တယ်သမထနုယောဂပฏิလတ္တဇံတမင်တကာပွားများထုတ်ရတာတမင်တကာဒီဇံနေရခြင်းလို့ပွားများအထုတ်ရတာတမင်တကာလို့လည်းရေးတယ်တမင်္ဂလာလို့ရေးလည်းရေးတယ်ပေါ့တမင်္ဂလာပွားများအထုတ်ရတာဒီလောကီဇံနေရအောင်လို့တမင်တကာပွားများအထုတ်မှဒီဇာနေရတာလောကီဇာနေပေါ့အဲ့တော့ဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာဟလာမဉ္ဇဉ်ဖူဉ္ဇဉ်ရတဲ့အချိန်မှာဟလာမဉ္ဇဉ်ရတဲ့အချိန်မှာဟလာဒီဇာနေကိုတမင်တကာအားထုတ်တာမဟုတ်ဘဲနဲ့အတိတ်ဘဝကဟလာကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပြီးတော့ဘုရားရှင်ကြီးမှာစုပန်နေတဲ့အချိန်မှာသို့မဟုတ်ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အချိန်မှာဒီလိုမျိုးဟလာဇံဒီနဲ့ဟလာဆလာပညာယန္နာအစရှိတဲ့ဟလာမဉ္ဇဉ်ဖူဉ္ဇဉ်ရပါလို့ဤဆလာပညာအပညာ6ပါးနဲ့ပြည့်စုံတဲ့မဉ္ဇဉ်ဖူဉ္ဇဉ်မျိုးရရှိရပါလို့ဆူတောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေမှာကြတော့ဝိပဿနာအားထုတ်ရင်ဒီဇာန်တွေကိုတမင်တကာအားထုတ်တာမဟုတ်ပဲနဲ့ဝိပဿနာတရားအားထုတ်ရင်ရလာတဲ့ဇာန်တွေကိုမဂ္ဂတိတိဇာန်လို့ခေါ်တယ်မဂ္ဂတိတိဇာန်လို့ခေါ်တယ်မဂ္ဂတိတိဇာန်ဘယ်သူတွေရလဲဥပမာနာရီပုတ္တရာတို့ရှင်မောက္ကလန်တို့မဂ္ဂတိတိဇာန်ပဲဒီဇာန်တွေကိုသူတို့တမင်တကာပွားများအားထုတ်နေတာမဟုတ်ဘူးဟုတ်လားရှင်မောက္ကလန်ကိုရောမကြီးကဒီဇာန်တွေကိုထက်တဲ့ပြီးတော့ဟာလားလေ့ကျင့်တာလေ့ကျင့်တာတက္ကနာရှင်တာရိပုတ္တရာကိုရောမြတ်ကြီးကသူ့တပည့်တွေကိုလည်းပြောတယ်ငါဟာဒီဇာန်တွေကိုတမင်တကာအားထုတ်နေရတာမဟုတ်ဘူးတဲ့ငါအရတ္တမအရတ္တဖို့ရတဲ့တဲ့ပြိုင်နဲ့မက်ရဲ့အစွမ်းတတ္တိကြောင့်ရလာတဲ့ဇာန်တွေပဲတဲ့ဟုတ်လား
အဲ့ဒီဟာကရှိအတိတ်ဆူတောင်းကြောင့်မို့လို့ဟုတ်လားဒီမညံဖူညံရတဲ့အခိုက်မှာဒီလောကီဇာနေနဲ့ပြည့်စုံတဲ့စလာပညာရဟနာဖြစ်ရပါလို့ဆိုလည်းပြီးတော့လာဝိပဿနာတရားကိုပွားများအားထုတ်တဲ့ဒီပြစ္ဆုတ်ကံဘဝမှာအတိတ်ဘဝကုသိုလ်ကံဆူတောင်းကြောင့်ရတဲ့ဇံကိုမဂ္ဂတေတိဇံလို့ခေါ်တယ်အဲ့ဒီဟာစလာပညာရဟနာတွေမှာရတယ်ဝိပဿနာတရားပွားများအားထုတ်မယ်ဆိုရင်တော့ဆူတောင်းရှိမယ်ဆိုရင်မဂ္ဂတေတိအနေနဲ့ဒီဇံတွေအကုန်ရနိုင်တယ်စလာပညာယူပါဇာနဲ့အယူပါဇာနဲ့ရောတမန်တကာအထုတာမဟုတ်ဘဲနဲ့အကုန်လုံးရနိုင်တယ်ဝိပဿနာကြတော့ခုနကတော့လို့ဟလားအဝိဇ္ဇာကိုပယ်ခွာတယ်ဒီသင်္ခါရတရားတွေကိုဖြတ်ချတယ်ဝိသင်္ခါရဆိုတဲ့ဟလားနိရောဓနိဗ္ဗာန်ကိုသူမြတ်မပြုတဲ့မညံဖွရင်ရတဲ့အခိုင်မှာဒီဇံအနေနဲ့တပေါင်းနဲ့ပွားများတပေါင်းနဲ့ရရှိလာတဲ့ဇံကိုမဂ္ဂတေတိဇံလို့ခေါ်တယ်အဲ့လိုဇံမျိုးရရှိအောင်လို့ဝိပဿနာတရားတွေပွားများအထောက်ရတယ်ကိုကလူတိုင်းရလာဆိုတော့လူတိုင်းတော့မရနိုင်ဘူးအတိတ်ဘဝကသုတောင်းပါရမီပြည့်စုံတယ်လို့ဆိုရတယ်ဟလားအတိတ်ဘဝကသုတောင်းပါရမီမပြည့်စုံလဲဒီမညံဖွညံတွေကဒီတဏှာပဲဆိုတဲ့ဒီပုံညာပဲသင်္ခါရအပုံညာပဲသင်္ခါရအာနိယပဲသင်္ခါရအကြောင်းတရားတွေကိုပယ်ခွာရပြီးတော့နာဂတ်ဘဝမှာနာမဲ့ဝိညာဉ်နာယုတ္တလာယရဏဖတ်တဝေဒနာဆိုတဲ့ခန္ဓာ၅ပါးချုပ်ငြိမ်းရာလာနိဗ္ဗာန်ကိုပို့ဆောင်ခြင်းတတ္တိရှိတယ်ဒါကိုလာဒုက္ခនិရောဓဂ ामिनी ပရိပဒါညာဏံဆိုတဲ့မဂ္ဂသစ္စာကနေပြီးတော့နိဗ္ဗာန်ကိုပို့ဆောင်ခြင်းတစ်ခွင့်ကျေးဇူးပြုတယ်မဂ္ဂသစ္စာကနိဗ္ဗာန်ကိုဖြစ်စေတဲ့တရားမို့ပို့ဆောင်တဲ့တရားသာဖြစ်တယ်။ဒါမို့လို့ဒီကနေ့သင်ခဲ့တဲ့အာယဘဝဆရာစိတ်12ပါးကိုလာကတိုင်းနမိတ်ယူပုံကစနေပြီးတော့တက်နိုင်သမျှရှင်းလင်းတင်ပြပေးလိုက်ပါတယ်သင်္ခါရတရားပြည့်တတ်တယ်အဲ့ဒါမမေ့ပါနဲ့။